ရသဆောင်ခန်းစားချက်တွေပေးစွမ်းခဲ့တဲ့မာလီခင်ရဲ့နောက်ဆုံးနှုတ်ဆက်ညချမ်းအခုကျင်းပခဲ့တဲ့ One Inner Circle ပြိုင်ပွဲကြီးမှာတော့ရုရှားလူတန်းကြီးအနာတိုလီမာလီခင်ကရီရိုနဲ့ထိုးသက်ခဲ့ပြီးကစားသမားဘဝကနေဂုဏ်သိက္ခာရှိတရားဝင်အနားယူသွားခဲ့ပြီးဖြစ်ပါတယ်။ပွဲအစပိုင်းအခြေအနေမှာတိတ်တော့စိတ်လုံရှားစရာမကောင်းခဲ့ပါဘူးရှင်။ဒါပေမဲ့ဇက်ရှိန်အမြင့်ဆုံးအပိုင်းကတော့စတုထအချီမှာစတင်ခဲ့တာပါ။မာလီခင်ကရီရိုကိုကျိုးဝိုင်းထောက်မှလုံးဝပိတ်မိသွားဖိအားပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့မာလီခင်ရဲ့ရက်ဆက်လုံးနဲ့လက်သေးတွဲလုံးတွေကရီရိုရဲ့ဦးခေါင်းနဲ့ခန္ဓာကိုယ်စီကိုမိုးချိုးပစ်တယ်လို့တဒုံဒုံကြောက်ရောက်သွားခဲ့တာပါရီရိုတယောက်ပြန်မခုခံနိုင်တော့ပဲဒူးထောက်လို့နေပါဖြစ်သွားတဲ့အချိန်မှာပဲဘေကင်းလွန်ကြုံရေးအရာဒိုင်လူကြီးတွေကဂျားကနေဖြတ်ဝင်ပြီးပွဲကိုတရားဝင်ရပ်တန့်ပေးလိုက်ပါတော့တယ်မာလီခင်အားသွေးဆူလွန်နေတာကြောင့်ဒိုင်လူကြီးဝင်တာပြီးပွဲရလိုက်ပြီးဖြစ်ပေမဲ့ချက်ချင်းရပ်မသွားခဲ့ပါဘူးရှင်လဲကျနေတဲ့ရီရိုကိုမာလီခင်ကထပ်မံကန်ကြောက်လိုက်တာကြောင့်ရီရိုရဲ့နီးပြအဖွဲ့ကဒေါသတကြီးနဲ့မခံမြင်နိုင်ဖြစ်ပြီးမာလီခင်ကိုရန်ရှာဖို့အတွက်ကျိုးဝိုင်းစင်ပေါ်အထိအလုံးရင်းနဲ့ပြေးတက်လာခဲ့ကရုပ်ရုပ်တဲတဲတွေဖြစ်ကုန်ကြပါရဲ့ရှင်ဒီပွဲအနိုင်ရလက်ကြောင့်မာလီခင်ကဝမ်ချန်ပီယံရှစ်မောင်ဝိတ်တန်း၃ခုစလုံးရဲ့ကမ္ဘာချန်ပီယံမဟာမှတ်တမ်းကြီးကိုတမိုင်းတွင်အောင်ခိုင်ခိုင်မာမာစိုက်ထူသွားနိုင်ခဲ့ပြီးချန်ပီယံကပတ်၃ခုလုံးကိုကင်မြောက်ထားတဲ့အချိန်မှာတင်ငါအတွက်လှုပ်ရှားကုန်သွားပြီဆိုပြီးကစားသမားဘွားကနေအပြီးတိုင်အနားယူသွားခဲ့တာဖြစ်ပါတယ်။ဒါဟာတမိုင်းမှာတော့အကောင်းဆုံးအချိန်မှာတိတ်ခါရှိအနားယူသွားတဲ့ဂန်နဝင်မြောက်နှုတ်ဆက်ခြင်းလည်းဖြစ်ခဲ့တာပါ။ဂျင်ယာပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။